1384 ခုနှစ်ပြသုလဇန်13ရက်2022ခုနှစ်အင်္ဂါနေ့ကနှစ်တစ်ကူနှစ်ဥကာလဇန်နဝါရီ3ရက်အင်္ဂါနေ့၌အွန်လိုင်းမှာဟောကြားအပ်သောအခွင့်အရေးနဲ့အလုပ်ကိစ္စအကြောင်းတရားဒေသနာတော်အခွင့်အရေးနဲ့အလုပ်ကိစ္စတစ်ခုလုပ်ဖို့အတွက်အခွင့်အရေးဆိုတာရှိတယ်အခွင့်အရေးမရှိရင်အလုပ်ကိစ္စလုပ်လို့အလုပ်မဖြစ်ဘူးပေါ့နော်အဲ့တော့အခွင့်အရေးဆိုတာဓမ္မအရေးကြီးတယ်အခွင့်အရေးရှိတုံးအလုပ်လုပ်မှအလုပ်ကိစ္စအောင်မြင်နိုင်တယ်တမန်အဖြစ်တော့အများကထင်နေကြတယ်ဘယ်ချိန်လုပ်လို့ဖြစ်တယ်လို့ထင်ဘယ်ကိစ္စပဲဖြစ်ဖြစ်ဘယ်ချိန်လုပ်လို့ဖြစ်တယ်လို့ထင်နေကြတယ်တကယ်အလုပ်ကိစ္စလို့ပြောရလောက်အောင်ကြည့်ကြတဲ့အလုပ်ကိစ္စမျိုးတွေကြတော့အခွင့်အရေးရှိမှသာလုပ်လို့ရတာဖြစ်တယ်အခွင့်အရေးမပေးဘူးဆိုလို့ရှိရင်ကိုလုပ်ချင်နိုင်လို့မရဘူးဆိုတာထင်ရှားတယ်ပေါ့အဲ့ဒါတတိထားစရာတစ်ခုပေါ့ဒါကြောင့်မို့တတိပေးကြတယ်အခွင့်အရေးကိုလက်မလွတ်စေနဲ့အခွင့်ကောင်းဆိုတာခဏခဏမလာဘူးတခါတည်းမှအခွင့်ကောင်းဆိုတာကြုံတယ်လို့ပြောကြအဲ့ဒါပဲကိစ္စမှမဆိုတရားစဉ်းစားကြည့်ရင်အဲ့တိုင်းပဲဒါမို့အခွင့်အရေးနဲ့အလုပ်ကိစ္စတစ်ခုလုပ်ဖို့အခွင့်အရေးဟာမတ္တမအရေးကြီးတယ်ကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်မကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်ကိုလုပ်တဲ့လုပ်ငန်းတစ်ခုအောင်မြင်ဖို့ရဟာခွင့်ရရှိတယ်ခွင့်ရရှိတော့လုပ်မှလုပ်ငန်းတစ်ခုအောင်မြင်တယ်ဆိုပါစို့ပညာသင်တယ်ဆိုပါစို့ပညာသင်တဲ့အခါမှာမျက်စိမှုံမှနားလေးမှအသက်အရွယ်ကြီးမှပညာသင်မယ်ဆိုရင်ဒီပညာသင်ရင်အလုပ်ဟာအောင်မြင်ဖို့သိမလွယ်တော့ခွင့်ရည်တွေကုန်သွားပြီလေစီးပွားရှာတယ်ဆိုတာလည်းပဲထို့တူပဲစီးပွားရှာလို့မရတဲ့အချိန်ခါမျိုးမှာစီးပွားရှာခြင်းမအောင်မြင်နိုင်ဘူးစီးပွားရှာဖို့အခွင့်ကောင်းတွေရှိနေတဲ့အချိန်မဲ့စင်ပေါ်စီးပွားရှာရတာဖြစ်တယ်အခွင့်အရေးဆုံးရှုံးပြီးတဲ့နောက်မှာစီးပွားရှာဖို့ကြိုးစားရင်အောင်မြင်မှုမရနိုင်ဘူးတရားအထုတ်တာသိပဲနဲ့တချို့ကအသက်အရွယ်ကြီးမှတရားပဲလိုက်စားမယ်ဆိုတရားအထုတ်တာအသက်အရွယ်ကြီးမှအထုတ်မယ်ဆိုလို့ရှိရင်အောင်မြင်နိုင်တဲ့အခွင့်အရေးတွေအသက်အရွယ်ကြီးတဲ့ကမှဒါနေသွားပြီအောင်မြင်မှုခက်ခဲသွားပြီဒါကြောင့်မို့အချိန်ခါရှိတော့အရွယ်ကောင်းတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်ရမယ်လို့ပညာရှိတွေသတိပေးတာပဲဖြစ်တယ်ဆိုပါစို့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ဟာကိုယ်ချေကိုယ်လက်ကိုမပိုင်တော့တဲ့အနေအထားမျိုးရောက်ပြီအင်အားကြီးပြက်လက်နေမှတရားထိုင်ခြင်းနဲ့တရားအထုတ်ခြင်းနဲ့ဆိုရင်မလွယ်ဘူးပေါ့နော်ခွေးဆုံးရှုံးသွားတယ်ပေါ့ငယ်တုန်းကကြိုးစားမယ်ဆိုရင်အများကြီးရနိုင်တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ငယ်တုန်းရွယ်တုန်းမှာစီးပွားရှာတယ်ငယ်တုန်းရွယ်တုန်းမှာပဲတရားရှာကြတယ်
ကြီးသွားမှဆိုရင်အခွင့်အရေးမျိုးစုံဟာဆုံးရှုံးသွားတယ်အခွင့်အရေးဆိုမရတော့အခွင့်အရေးဆိုတာအခြေအနေတစ်ခုမပေးတာမပေးလို့ရှိရင်လည်းအဲ့ဒီခွင့်အရေးဟာပျက်စီးတာပဲအခြေအနေပေးတဲ့အချိန်လေးမှာကြိုးစားအထောက်ကြရတာဖြစ်တယ်မြတ်စွာဘုရားလက်ထက်တုန်းကတာဝတိမြို့ကပါဠဆိုတဲ့တထေသားစေရုံကြောင့်သွားပြီးတော့တရားနာတယ်တရားနာတဲ့အခါမှာမြတ်စွာဘုရားကဗြဟ္မစရိယဆိုတဲ့ကျင့်စဉ်တစ်ခုအသေးစိတ်ဟောလိုက်တဲ့အခါမှာသူစိတ်ဝင်စားတယ်သူအရွယ်ရှိတုန်းဒါတွေလုံးဝငါအောင်မြင်နိုင်မှာပဲအရွယ်လွန်သွားရင်တော့အောင်မြင်မှုခက်ခဲတယ်လို့သို့တော့အရွယ်ရှိတဲ့အချိန်မှာလည်းပဲသူ့မှာတာဝန်ဝတ္တရားတွေကရှိတယ်မိသားစုဘဝနေတာဆိုတော့သားတွေသမီးတွေစီးပွားဥစ္စာတွေဒါတွေကိုစွန့်ရမှာဖြစ်နေဒါတွေမစွန့်လို့ရှိရင်လည်းတရားထုတ်ဖို့ဆိုတဲ့အခွင့်အရေးကကောင်းတဲ့အချိန်ကြီးကသူလွန်သွားနိုင်တော့ဟုတ်သူညီနဲ့တိုင်ပင်ဆွေးနွေးတဲ့အခါမှာသူညီကဘာပြောတော့ဆိုအကိုကြီးကငယ်ပါသေးတယ်ပေါ့အသက်ရွယ်လေးရလာပြီသားတွေသမီးတွေကြီးပြီဆိုမှတရားထုတ်တာကောင်းပါတယ်လို့ပြောတယ်နော်အဲ့တော့အသက်ရွယ်ကြီးပြီဆိုရင်တော့အခွင့်အရေးရတယ်လို့ထင်တာကိုသူညီကအဲ့တော့ပါဠိဆိုတဲ့တထေးကဗာပြန်ပြောတော့ဆိုငါညီတဲ့အသက်ရွယ်ကြီးသွားတဲ့ပုဂ္ဂိုလ်ဟာကိုယ့်လက်ကိုယ်ခြေအတောင်ကိုယ်စကားနားမထောင်ဘူးတဲ့ဟုတ်တယ်ကိုယ်စကားနားမထောင်ဘူးဆိုတာအသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေနားလဲတဲ့ဒါခြေတော့ကဒီဘက်လှမ်းမိမယ်လို့ဟိုဘက်ရောက်ချင်ရောက်သွားရှိန်နာရိုင်နာတွေဖြစ်လာလက်မြောက်ချင်လို့လည်းမြောက်လို့ရကြမှာရကိုလို့ချင်တာတွေလို့ဖွေရအခွင့်အရေးတွေနဲ့ကိုသူပြောတဲ့စကားလေးကအခွင့်အရေးရှိတော့လို့ရမယ်ဆိုတဲ့အထိပ္ပယ်လေးသူပြောတဲ့စကားလေးအမှတ်သားစရာကောင်းတယ်စရာစစ္စရိတာဟွန်တိစရာတရားကြောင့်အိုမင်းရင်းရော်ပြီးအသက်ရွယ်ကြီးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဟထပါဒအနတ္တဝါသူ့လက်သူ့ခြေရတော့သူ့စကားနားမထောင်ဘူးတဲ့သာသမီတွေမပြောနဲ့သူ့လက်သူ့ခြေရတော့သူ့စကားနားမထောင်တော့ဘူးသူလုံးချင်တိုင်းလုံးလို့မရဘူးလို့ပြောတာနော်စကားနားမထောင်ဘူးယထသောဝိဟတထမောဝိဟတထမောဆိုအသက်ရွယ်ကြီးလာလို့ရှိရင်အင်အားတွေကဆိုးပျက်စီးသွားပြီထရတော့မှမထနိုင်ဘူးသူများထူပေးရတဲ့အနေထားမျိုးတွေရလာတက်ကြီးတော့ငယ်ငယ်တုန်းကဝိဇောရိယဆရာတော်ဘုရားကြီးတရားဟောတာကြားဘူးလိုက်တယ်နာဘူးလိုက်တယ်အေးအသက်ရွယ်ရလို့ရှိရင်ထခြင်းမိစုနဲ့ဒူးနဲ့လက်နဲ့မိတ်ဆက်ရတယ်တဲ့ဆရာတော်ကြီးကလို့ပြောတာဒူးလက်ထောက်ပြီးထားတာကိုပြောတာဒူးနဲ့လက်နဲ့မိတ်ဆက်နေရပြီဒီတိုင်းမထားနိုင်တော့ဘူးငယ်တော့ကတော့ဖြတ်ခနဲ့ဆိုထားလို့ရတက်ကြည့်ပြီဆိုတော့လို့မရတော့ဘူးအဲ့ဒါကိုပြောတာယတ္တသောဝိဟတထမောဓမ္မဆိုတဲ့စွမ်းအားတွေကပျက်စီးကုန်ပြီအဲ့ဒီလိုခြေနေဆိုးနေတဲ့အချိန်မှာကထန္တမံစရိတ္တိဘယ်လိုနီးနဲ့မင်းတရားအထုတ်မှာတော့ကိုခြေကိုလက်ကတောင်းကိုစကားနားမထောင်ဘူးအားတွေမရှိတော့ဘူးဆိုမှဘလို့လုပ်ပြီးတရားထုတ်မှာလဲကြိုးစားမှရနိုင်တဲ့အရာတစ်ခုဟာအခွင့်အရေးတွေဆုံးရှုံးနေပြီလို့ဒါသိတာမြင်လာတဲ့အခွင့်အရေးပဲဒါကအသက်ရွယ်ကြည်ပြီးတရားထုတ်လို့ကဖြစ်ကောင်းဖြစ်နိုင်သေးတယ်နော်ဖြစ်နိုင်သေးတယ်ဘ
ပင်ဘာမှအမထုတ်ပဲနဲ့ဟိုတရားထုတ်မယ်ဆိုလို့ရှိရင်ရနိုင်သေးတယ်လို့ပြောရအောင်မဖြစ်နိုင်လောက်အောင်အခွင့်အရေးဆုံးရှုံးနေတာမျိုးတွေရှိသေးတယ်ကိုလို့ချင်တဲ့လုပ်ငန်းတစ်ခုလုပ်လို့မရလောက်အောင်အခွင့်အရေးဆုံးရှုံးသွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တရားထုတ်ဖို့ကောင်းတဲ့လုပ်တွေလုပ်ဖို့အခွင့်အရေးတွေကဘယ်ချိန်မှဆုံးရှုံးသွားတဲ့တုံးဆိုတဲ့အခါအိုမင်းတဲ့အခါမှလည်းဆုံးရှုံးသွားတယ်စီးပွားရှာဖို့အတွက်အသက်ရွယ်ကြီးလာပြီဆိုရင်လည်းဆုံးရှုံးတယ်နေမကောင်းထိုင်မသာဖြစ်နေမှလှုပ်ချင်လို့ရှိရင်လည်းဆုံးယုံသွားတယ်အခွင့်အရေးမရှိတော့နော်အခွင့်အရေးတွေဆုံးရှုံးတယ်တိုင်းပြည်ကပယုတ်ပရဲ့ငြိမ်းချမ်းမှုတွေဆုံးရှုံးပြီးတော့စစ်ဖြစ်နေတဲ့နိုင်ငံတစ်ခုပဲတရားထုတ်ဖို့ဆိုဆုံးရှုံးသွားစီးပွားရှာဖို့ဆိုလည်းဆုံးရှုံးပညာသင်ဖို့ဆိုလည်းဆုံးရှုံးတယ်ဒါမြတ်စွာဘုရားဟောတဲ့တရားတွေထဲမှာနောက်မိုးခေါင်ရေရှားလို့အစာရေစာရှားပါနေတဲ့ခေတ်အခါမျိုးဆိုလို့ရှိရင်လည်းတရားထုတ်ဖို့ရှင်ခဲရနေတရားထုတ်ဖို့ရအခွင့်မရှိတဲ့နေရာတွေဆိုပြီးတော့အတ္တမေယသုတ်တန်လို့ထင်တယ်အင်္ဂုတ္တမှာမြတ်စွာဘုရားဟောထားတာရှိတယ်ပေါ့နော်အခုဒီကနေ့ပြောချင်တာကတော့အခွင့်အရေးနဲ့အလုပ်ကိစ္စမှာမြတ်စွာဘုရားဟောထားတဲ့အခဏသုတ်တံဟိုရှိတုန်းက၈ယောက်နဲ့၁ယောက်ဆိုတဲ့တရားဟောဘူးတယ်အဲ၈ယောက်နဲ့၁ယောက်လို့နာမည်ပေးပြီးတော့ဟောထားတဲ့တရားနဲ့တူတူပဲလို့မှတ်တယ်လူ၈ယောက်ကအခွင့်အရေးဆုံးရှုံးနေတယ်၁ယောက်ပဲအခွင့်အရေးရှိတယ်အဲ့တော့၉ယောက်ထဲမှာ၁ယောက်ပဲအခွင့်အရေးကောင်းရတယ်ခွင့်ကောင်းမရတဲ့လူတွေကများတယ်လို့သူဆိုလို့ဘာနဲ့ပတ်သက်တဲ့အခွင့်အရေးတုံးဆိုလို့ရှိရင်ကိုယ့်ဘဝမှာအကောင်းဆုံးအသိဉာဏ်ရဖို့ကြိုးစားအထောက်အပံ့နဲ့ပတ်သက်လာလို့ရှိရင်အခွင့်အရေးကဘယ်လိုဟာလဲလုံးဝလုံးလို့မရအောင်ခွင့်ရေးဆုံးရှုံးနေတာတွေကဘယ်လိုခါမျိုးတွေလဲဒါအထူးဆန်းမဟုတ်ဘူးအလုပ်ကိစ္စနဲ့အခွင့်အရေးဆိုတာဩဃတထဲမှာပါတဲ့ရပ်ပြစ်၈ပါးအဲ့ဒါကိုရှင်းပြောပါနော်ရပ်ပြစ်၈ပါးဆိုတာအရရဲ့အပြစ်၈မျိုးလို့အဲ့မှာဆိုထားတော့လေအခွင့်အရေးဆုံးရှုံးမှုဆိုလို့လေနော်အဲ့တော့ကိုယ့်ကိုအခွင့်အရေးမဆုံးရှုံးရအောင်ဒီတရားကိုနားထောင်ပြီးတဲ့အခါမှာငါတို့ဟာအခွင့်အရေးမဆုံးရှုံးအောင်မလုပ်သင့်နဲ့ဆိုတော့ကိုယ့်ကိုဆုံးဖြတ်တယ်အဲ့ဒါအတွက်မြတ်စွာဘုရားဟောတာတဲ့သုတ်တံတစ်ခုရှိတယ်အခဏသုတ်တံအခွင့်အရေးနဲ့အလုပ်ကိစ္စလူတွေကတော့ထင်ကြတယ်လောကမှာလူတွေကအခွင့်အရေးကောင်းတယ်မကောင်းဘူးဆိုတာသိပြီးတော့သိတယ်ရှိကြဘူးအခွင့်အရေးကောင်းမှအလုပ်တစ်ခုကလုပ်လို့ရတယ်လို့ဆိုလို့တယ်မိုးခေါင်ရေရှားနေတဲ့အချိန်သက္ကန္တရာကြီးမှာနေရတဲ့လူတွေစိုက်ပျိုးရေးလုပ်ဖို့ဆိုတာခက်ခဲတယ်လေဥပမာစင်ကာပူလိုနိုင်ငံမျိုးစိုက်ပျိုးရေးခွင့်ရေးရှားပါနေတယ်မဖြစ်နိုင်တဲ့နေရာမျိုးဖြစ်တယ်စိုက်ပျိုးရေးနဲ့လုပ်ဖို့ခဲရင်နေပေါ့ခွင့်ရေးမရှိဘူးတစ်ဖက်ကြည့်လိုက်ရင်လည်းပင်လေကြီးရေကလည်းရေချိုးမရှိဘူးရေငန်းစိုက်ပျိုးရေးလုပ်ဖို့ဆိုတာမတမခဲရင်မြန်မာနိုင်ငံလိုနိုင်ငံမျိုးကြတော့စိုက်ပျိုးလို့ရတဲ့မြေတွေများစွာရှိတယ်ရှေးချိုးတွေကလည်းအမတမပေါ်တိုင်းပြည်ရဲ့ထိတ်ကနေပြီးတော့အလဲဘဟုမြေပုံကြီးရဲ့အလဲဘဟုတဲ့တဲ့ကနေပြီးတော့ဟိုးစားကနေပြီးတော့စီးဆင်းနေတဲ့အေယာဝတီမြစ်ကြီးရှိတယ်အေယာဝတီမြစ်ကြီးရဲ့ဖေးကနေပြီးတော့အရန်စီးဆင်းလာတဲ့သံလာဝတီတို့ဒုဋ္ဌဝတီတို့ချင်းတွင်းတို့ဆိုတဲ့သံလာဝတီအဲ့ဒီမြစ်အရန်တွေလည်းရှိတယ်
စိုက်ပျိုးရေးလုပ်ဖို့တော့အခွင့်အရေးအကောင်းဆုံးပဲအဲ့ဒါအခွင့်အရေးလို့ပြောတာနော်လှုပ်လို့ဖြစ်နိုင်တဲ့အခွင့်သို့တော့လှုပ်လာမလှုပ်ဘူးဆိုလို့ရှိရင်အဲ့ဒီအခွင့်အရေးကဆုံးရှုံးသွားမှာပဲသိကြတယ်အဲ့ဒါလိုပဲတန်တရားကလွတ်ဖို့သို့မဟုတ်ကိုယ်ဘဝတိုးတက်မြင့်မာဖို့ကြိုးစားအထောက်မယ်ဆိုလို့ရှိရင်လေအမြဲတမ်းလုပ်လို့ရလားအမြဲတမ်းဒီခွင့်ရရနိုင်သလားဆိုမရနိုင်ဘူးအဲ့တော့အခွင့်အရေးတွေအခွင့်အရေးနဲ့လောက်ကိစ္စလို့ဆိုတဲ့နေရာမှာနံပါတ်1ကဘလို့ပြောထားတော့တရားဓုတရားမြတ်ရဖို့မြင့်မြတ်တဲ့အကျင့်ကိုကျင့်ဖို့တန်တရားကထွက်ပေါက်ရဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုတဲ့အခွင့်အရေးဟာအလုံးကိုနေတယ်တခြားအခွင့်အရေးတွေတဲ့ပိုနေတယ်လို့ဆိုလို့ဆိုပါစို့လောကမှာတရားဓုတရားမြတ်ကိုကျင့်တရားကိုအမှန်ကန်ဟောပြောနိုင်တဲ့ဖရာပွင့်နော်ပွင့်လဲပွင့်တယ်တရားလဲဟောတယ်ဖရာလဲပွင့်တယ်တရားလဲဟောတယ်ဟောတဲ့တရားကလည်းတကယ့်ကိုငြိမ်းချမ်းမှုကိုပေးနိုင်တယ်နိဗ္ဗာန်ကိုရောက်စေနိုင်တယ်အဲ့ဒီလိုအခြေအနေမျိုးမှာဘယ်ပုဂ္ဂိုလ်ဟာအခွင့်အရေးဆုံးရှုံးနေသလဲဖယားပွင့်တဲ့ခေတ်နဲ့ခေတ်ဆိုတာပေါ်နေတယ်ဖယားတရားဟောနေတာလည်းရှိနေတယ်ဆိုတော့မြန်မာပြည်မှာအခုချိန်ပြောမှဆိုရင်မြတ်စွာဘုရားသာသနာရှိနေသေးတော့ဖယားပွင့်တဲ့အချိန်လို့ပြောလို့ရတယ်ဖယားဟောတဲ့တရားတွေကိုကြားနာခွင့်သင်ယူခွင့်ရှိနေသည့်အတွက်ကြောင့်တရားတွေပွင့်လင်းနေတယ်လို့ဆိုလို့ရတယ်အဲ့တော့ဖယားလည်းရှိတယ်တရားလည်းရှိနေတယ်အဲ့ဒီအချိန်မှာအခွင့်အရေးရနေတဲ့ပုဂ္ဂိုလ်တွေရှိကြတယ်အဲ့ဒီမဲ့အခွင့်အရေးဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်ဒါအခွင့်အရေးတစ်ခုပဲဖယားလည်းပွင့်နေတယ်တရားလည်းဟောနေတယ်ဒါအခွင့်အရေးတစ်ခုအဲ့ဒီအခွင့်အရေးကိုလက်လုံးမမီနိုင်တော့အောင်လုံးဝဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေဘယ်ပုဂ္ဂိုလ်တွေလဲဘယ်လိုနည်းနဲ့မှဒီအခွင့်အရေးကိုသုံးမချနိုင်တော့တဲ့ပုဂ္ဂိုလ်ရှိသေးတယ်အဲ့ဒီလိုဘုရားပွင့်တရားဟောနေတဲ့အချိန်မှာသရဝတူဟာငရဲကြနေတယ်ဆိုငရဲရောက်နေတဲ့လူတယောက်ဟာဘုရားပွင့်တာလည်းသိဖို့မရှိဘူးတရားလည်းနာဖို့မရှိဘူးအဲ့တော့ဒါကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်နေဘယ်လိုမှသူကအခွင့်အရေးမရနိုင်တော့နော်ဘယ်လိုမှအခွင့်အရေးမရအဲ့ဒီပုဂ္ဂိုလ်ကလုံးဝဆုံးရှုံးတဲ့ပုဂ္ဂိုလ်လို့အဲ့ဒါကိုကြည့်ပြီးတော့ရပ်ပြစ်၈ပါးဆိုတာငရဲကြနေတာရဲ့အပြစ်တစ်ခုဆိုပြီးတော့ပမာဩကာသထဲမှာထည့်ပြီးတော့ဆိုတာဖျားပွင့်တရားဟောနေတဲ့အချိန်မှာငရဲကြနေအခွင့်အရေးတွေဆုံးရှုံးသွားပြီအဲ့တော့ငရဲဟာတရားဓုတရားမြတ်ရဖို့အယက်မဟုတ်သည့်အတွက်ကြောင့်ဒါအယက်ရဲ့အပြစ်ဆိုပြီးတော့သူတို့သုံးလေးရှိကြတယ်ပေါ့နော်အမှန်တော့ငရဲကြနေတဲ့ပုဂ္ဂိုလ်သည်တရားနာဖို့အခွင့်အရေးဖျားဖူးဖို့အခွင့်အရေးလုံးဝဆုံးရှုံးသွားပြီသူဆိုလိုတာနော်အဲ့ဒါကနံပါတ်1နံပါတ်2ကလောကမှာဖျားပွင့်နေတရားလည်းဟောနေတယ်သို့တော့ကံကောင်းကြောင်းလာလို့တိရစ္ဆာန်ဖြစ်နေတိရစ္ဆာန်ဆိုတာခံယူနိုင်တဲ့အသိဉာဏ်မရှိဘူးလေသင်ပေးရင်အမှတ်ဉာဏ်နဲ့လောက်တတ်တာပဲရှိတယ်ထိုးရင်းပြီးတော့သိတယ်အသိမရှိဘူးသင်ညာပဲရှိတယ်ပညာမရှိဘူးတိရစ္ဆာန်ဆိုတာအဲ့တော့တိရစ္ဆာန်ဘဝရောက်သွားပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီဖျားပွင့်လို့တရားဟောနေတယ်ဆိုတဲ့ဒီအခွင့်အရေးကြီးကိုအသုံးချဖို့သူကလက်မမီတော့လုံးဝဆုံးရှုံးသွားပြီဒီပုဂ္ဂိုလ်ကလည်း
ဒါမျိုးမရှိဘူးလားဆိုရှိတာပေါ့နော်ဖះပွင့်တရားဟောနေတဲ့အချိန်မှာတိရစ္ဆာန်ဖြစ်နေရင်သွားပြီကောင်းတဲ့အခွင့်အလမ်းကြီးတစ်ခုလုံးကိုသူကလက်လွတ်ဆုံးရှုံးသွားပြီလို့ဆိုလိုတယ်ထို့တူပဲဖះပွင့်တရားဟောနေတဲ့အချိန်မှာလူတယောက်ဟာပြိတ္တဘဝရောက်နေပြိတ္တဘဝဆိုတာစားရမယ်တောက်ရမယ်အမြဲတမ်းဆာလောင်မွတ်သိပ်ပြီးအစာအာဟာရရှားပွေပြီးဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်သူလည်းအခွင့်အရေးတစ်ခုဆုံးရှုံးသွားပြီတရားတို့တရားမြတ်ရဖို့ဆိုတာသူမှမရှိတော့အဲ့တော့ငရဲတိရစ္ဆာန်ပြိတ္တာအဲ့ဒါဖះပွင့်တရားနာဖို့အခွင့်အရေးဆိုသူမှမရှိတော့ဘူးလို့ဆိုလို့ဒါကအဆိုးပုံတွေရောက်နေတာနောက်ကောင်းတဲ့ပုံရောက်ပြီမဲ့လို့အခွင့်အရေးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တွေရှိသေးတယ်မြတ်စွာဘုရားပွင့်နေတရားတွေလည်းဟောနေတယ်ဥမာမဲ့ဘုရားပွင့်လာတော့တပည့်စကြာတရားဟောတယ်နော်အဲ့ဒီချိန်မှာ1000သောလောကစကြာဝဠာကနတ်တွေပြမာတွေကဆူယုံရောက်ရှိလာပြီးတရားနာကြတယ်အဲ့ဒီမဲ့ပြမဖြစ်ပါလျက်တရားနာဖို့အခွင့်အရေးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဘယ်ပြမာတွေဆုံးဆိုရင်ရုပ်ခန္ဓာတစ်မျိုးတည်းရှိတဲ့အတ္တညတတ္တပြမသက်မဲ့ပြမကြီးတွေရုပ်တော်ရှိတယ်သူကဓမ္မီဆိုတဲ့ရုပ်တုကြီးတွေလိုပဲအဝတ်ဆိုင်တွေမှာတွေ့တယ်မဟုတ်လားဓမ္မီဆိုရုပ်တုတွေလေသူ့ကိုကောင်းစားလာတွေသူဝတ်ရတယ်ရဏဆိုင်ဆိုရင်သူ့ကိုမလေးလက်ဆွဲရဏတွေဆင်ပေးတယ်ဒါပေမဲ့သူရဲ့အဲ့ဒီရဲ့အရာသာသူခံစားရလားဆိုဘယ်ခံစားရမှာသူကသိမှမသိဘူးလှပတဲ့အဝတ်ကလေးတွေသူ့ဝတ်ပေးတာသူပဲသိမလဲရှုပ်ထုရှုပ်ပြမာတွေထဲမှာလည်းပဲအသက်မဲ့ပြီးတော့အသက်မဲ့အသိစိတ်ကင်းမဲ့နေတဲ့ရုပ်ခန္ဓာတစ်မျိုးတည်းသာရှိတယ်အသိဉာဏ်ပြမဆိုရှိသူရဲ့လွယ်မှားတဲ့အယူဝါဒကြောင့်အဲ့ဒီဘဝရောက်တာဘယ်လိုလွယ်မှားတော့ဆိုရင်သူကစားကျင်တာလဲဒီစိတ်လှုပ်ချင်တာလဲဒီစိတ်မရှိရင်ကောင်းတယ်စိတ်ကပဲလူတွေကိုဒုက္ခပေးတယ်ဆိုစိတ်ကိုမုန်းတီးတဲ့အတွေးတွေဝင်လာပြီးတော့စိတ်မဖြစ်ဖို့ကြိုးစားလိုက်တာအသိစိတ်ကင်းမဲ့တဲ့ပြမဘဝရောက်တာအဲ့ဒီပြမတွေကဖျားပွင့်တဲ့အခါမှာသူတို့တရားနာခွင့်ဆုံးရှုံးသွားကြတယ်နောက်တစ်ခုကတော့တရားနာဖို့ဖျားနဲ့တွေ့ဖို့ဆိုတာမျက်စိနဲ့နားရှိရမှာအဲ့ဒီမဲ့အရူပပြမလို့ခေါ်တဲ့ပြမကြီးတွေကတတန်းရှည်တော်လည်းပဲသူတို့မှကြားနိုင်တဲ့နာမပါဘူးသူတို့ကြတော့ရုပ်ခန္ဓာမဲ့နေတဲ့နန္တရားတက်တက်မြတ်တာဖြစ်နေတဲ့ပြမလို့ခေါ်တယ်ဖះလောင်းနဲ့ပထမဆုံးတရားဖះလောင်းတောထွက်လာတဲ့အခါမှာပထမဆုံးတွေ့တဲ့အာလာရကာလမဆိုတဲ့ယတိကြီးဥဒကရမဗုဒ္ဓဆိုတဲ့ယတိတွေသူတို့ဟာအဲ့ဒီရုပ်ခန္ဓာမဲ့တဲ့ပြမဘုံတွေကိုရောက်နေကြပြီဒါမို့မြတ်စွာဘုရားပွင့်တဲ့အချိန်မှာဘုသူတရားဟောရရင်ကောင်းမလဲလို့ကျင်လိုက်တော့ကြည့်လိုက်တဲ့အခါမှာအလာရကာလမှာတော့အသိဉာဏ်ထက်တယ်ဥဒကရမဗုဒ္ဓတို့အသိဉာဏ်ထက်တယ်ငါသိတဲ့တရားကိုရှင်းပြလိုက်ရင်သူတို့သဘောပေါက်သွားမှာပဲလို့ဖះပထမဆုံးစဉ်းစားတာသူတို့နှစ်ယောက်ကိုစဉ်းစားတာတရားဟောမယ်စဉ်းစားလိုက်ပြီးကြည့်လိုက်တဲ့အခါကျတော့သူတို့နှစ်ယောက်တော့မရှိကြတော့အလာရကာလမှာဖះမပွင့်ခင်9ရက်လောက်ကနေဆုံးသွားပြီဥဒကရမဗုဒ္ဓကမနေ့ကပဲဆုံးသွားတယ်ဆိုလုံးဝလွတ်သွားပြီသူတို့ဆုံးသွားပြီဘယ်ရောက်သွားတော့ဆိုတော့အခုရုပ်ခန္ဓာကင်းမဲ့တဲ့နားမပါတဲ့ကြားနိုင်စွာမရှိတဲ့နန္တရားတက်တက်ရှိတဲ့အရူပပြမမျိုးဖြစ်သွားတယ်ပြီးတော့တက်တန်းကလည်းမတမ်းမရှိကြတယ်ဒါမို့လို့တက်တန်းရှိတဲ့ပြမမျိုးဖြစ်နေတာပုဂ္ဂိုလ်တွေဟာလည်းပဲ
နောက်ထပ်ဖရာပွင့်အောင်ရေမိတ္တရာဖရာလည်းသူတို့ဖူးခွင့်မရှိတော့မမိတော့ဘူးနော်သူတို့ကအသက်ရှင်နေသေးတာလွတ်သွားတယ်ပရက်ကွာကဖရာတွေလွတ်ကုန်တာကုန်နောက်ကဘာလည်းမိမမိမသူတို့ကွာနဲ့တွေ့ချင်အဲ့တော့သူတို့ဟာတားဆုံးရှုံးသွားတယ်တန်တရားတွေကထွက်ဖို့လမ်းကြောင်းသူတို့ရှာမတွေ့တော့ဖရာနဲ့တွေ့ဖို့ဆိုတာညခက်သွားတယ်အဲ့ဒါပြောတာအခွင့်အရေးဆိုသူလည်းလွတ်ဆုံးရှုံးသွားတယ်ဘယ်လိုနည်းနဲ့မှပြန်မရနိုင်တဲ့ပုဂ္ဂိုလ်တွေမရနိုင်တဲ့ပုဂ္ဂိုလ်တွေဆုံးရှုံးနေတာမဟုတ်ဘူးအဲ့တော့တတန်းရှိတဲ့ရှုခန္ဓာမဲ့တဲ့ဖြစ်မှာတတန်းရှိပြီးတော့အသိစိတ်ကဲမဲ့တဲ့ဖြစ်မှာအဲ့ဒီပြမမျိုးဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာတရားကြားနာရဖို့ဆိုတဲ့အခွင့်အရေးမှသူကလုံးဝမရှိတော့ဘူးလို့ဆိုလို့တယ်ဒါကြောင့်မို့အဲ့ဒါကိုလည်းရက်ပြစ်၈ပါးထဲမှာတစ်ပါးအနေနဲ့ထည့်ထားတယ်ငရဲတရိစ္ဆာန်ပြိတ္တာတတန်းရှိကြတဲ့ရုပ်မဲ့နာမဲ့ဖြစ်မှာ၄ခုအလုံးနော်၄ခုနောက်တစ်ခုကတော့လောကမှာဖျားတော့ပွင့်ပါရဲ့တရားလည်းဟောနေတယ်ဒါပေမဲ့ဒီပုဂ္ဂိုလ်ကလူဘုံတော့ရောက်တယ်လူဘဝတော့ဖြစ်တယ်ဒါပေမဲ့အလွန်ဝေးလံတိခေါင်လူမရောက်သူမရောက်တောတောင်နေချားနေတဲ့ခုပြောတဲ့အဘောရိချီနီစာလူရိုင်းမျိုးထဲမှာကျွန်းနေလူရိုင်းမျိုးတွေထဲမှာသွားဖြစ်တယ်ဘယ်လိုမှသတင်းကြားအောင်ပြောလို့မရတဲ့လူသာဖြစ်ပေမဲ့လို့လူမနေရတဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေရှိတယ်လေအစွန်ဖြားကြပြီးတော့ဘုရားတရားကိုသိနိုင်စွမ်းမရှိတဲ့အသိဉာဏ်မရှိတဲ့လူရိုင်းမျိုးတွေလူရိုင်းဘဝမှာရောက်ရှိနေပထမဆုံးကျွမ်းမှနေတဲ့ပုဂ္ဂိုလ်တွေဟာအပေါ်ရိจิနေလို့ခေါ်တဲ့တတ်ပညာလည်းမရှိဘူး။ဘာပဲအမေရိကတိုက်မှာဆိုလို့ရှိရင်အမေရိကတိုက်အခုလူရင်ကျေးလို့ဆိုတော့စီဝါရှာတတ်ပြီးတော့ပညာတတ်တဲ့ပုဂ္ဂိုလ်တွေမရောက်ခင်အရင်ရောက်နေတာတွေကဘယ်သူတွေတုံးဆို Red Indian ဆိုလူမျိုးတွေပဲသူတို့ကပထမဆုံးကျွန်းနေလူမျိုးတွေလို့ပြောတာ Red Indian သူတို့ကအရက်တောက်တာတဲ့လည်းသိမရှိကြခဏခေတ်မှာတော့အမေရိကန်နိုင်ငံအစိုးရသူတို့လာကပေးထားသူတို့ရဲ့ကိုလိုနီနေရာဌာနတစ်ခုသတ်မှတ်ပေးထားတယ် Red Indian colony ဆိုသတ်မှတ်ပေးထားပြီးတော့သူတို့ဝေကြီးတဲ့နာထောက်ပံ့ပြီးတော့ပေးထားတယ်ပညာလည်းမသိညာဘူးသူတို့ပဲထောက်ပံ့ရေးစားပြီးနေကြတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါမျိုးတွေတို့ဆိုလို့တယ်ပေါ့နော်အဲ့ဒီလူတွေအမှအခွင့်အရေးရကောင်းရလာနိုင်သေးတယ်နောက်တစ်ခါAustralia မှာလည်းပဲ Aborigine ဆိုတဲ့လူရိုင်းနေရှိတယ်နောက်ဒီနာကဘုရားဝတ္တနိုင်ငံလေးဖြစ်တဲ့သီရိလင်္ကာနိုင်ငံမှာလည်းပဲလူရိုင်းစာရှိသေးတယ်ဝေဒလို့ခေါ်တယ်ပစိုးမို့ဘူးတုံးလုံးနေတယ်မွေးလိုက်ရင်အဲ့တော့လေးနဲ့မြားနဲ့ဓာတ်နဲ့တရိစ္ဆာန်တွေတပ်ဖြတ်ပြီးတောထဲမှာဒီတိုင်းနေဒီတိုင်းစားနေကြတာမဟုတ်ဆိုးလုံးနဲ့ပဲအသက်မွေးတယ်အစိုးရကသူတို့ယဉ်ကျေးအောင်ဆိုပြီးတော့အိမ်တွေဘာတွေဆောက်ပြီးကျောင်းတွေဘာတွေတည်ပြီးအဲ့ဒီအိမ်တွေကိုမိရှုပြီးတော့ထွက်ပြေးသွားကြတာမနေဘူးအဲ့လိုလူမျိုးတွေရှိတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဖြစ်နေလို့ရှိရင်မြတ်စွာဘုရားတရားကိုသိဖို့ဆိုတာမတမခဲရင်သွားတယ်အဲ့ဒါကြောင့်ဒါလည်းအခွင့်အရေးတစ်ခုတရားသိဖို့အခွင့်အရေးတစ်ခုကဆုံးရှုံးနေတာသွားတယ်လို့သူတို့ဆိုလို့တယ်နောက်ဆုံးရှုံးမှုတစ်ခုကတော့ဘာတော့ဆိုလို့ရှိရင်
မြတ်စွာဘုရားလည်းတရားဟောတယ်သို့တော့ဘုရားပွင့်တဲ့နေရာမစ္စည်းမဒေသမှာလည်းလူဖြစ်တယ်သို့တော့လည်းသူကအယူဝါဒလွယ်မှားနေတဲ့ပုဂ္ဂိုလ်ဘုရားတရားကိုမယုံကြည်တဲ့ပုဂ္ဂိုလ်အယူဝါဒလွယ်မှားနေတဲ့ပုဂ္ဂိုလ်မျိုးဖြစ်နေမိစ္ဆာဒိဋ္ဌိပေါ့မယုံကြည်တဲ့ပုဂ္ဂိုလ်အဲ့ဒီဘာသာတရားနဲ့ယုံကြည်မှုမရှိစိတ်ဆန္ဒမရှိတဲ့ပုဂ္ဂိုလ်တွေကလည်းပဲတရားဥဒေတရားမြတ်ရဖို့အခွင့်အရေးဆုံးရှုံးသွားတယ်လို့သူတို့ဆိုလို့တယ်သူတို့ရဲ့အယူဆအရဓမ္မနမရှိတယ်ဆိုတာလက်မခံဘူးကံကံဤကျိုးဆိုတာလက်မခံဘူးဘာသာတရားထွန်းကားတဲ့နေရာမှာတောင်အဲ့လိုပုဂ္ဂိုလ်တွေရှိတယ်လေရှိတယ်အဲ့ဒီဟာတွေလည်းအခွင့်အရေးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တွေတို့သူတို့ဆိုလို့တယ်တရားကျင့်မှုဆိုတာစိတ်တောင်မပါဘူးအခွင့်အရေးကြီးတော့ရှိတယ်အသုံးမချဘူးအဲ့ပုဂ္ဂိုလ်တွေစိတ်မဝင်စားဘူးအဲ့ဒါမှထည့်သွင်းလိုက်လို့ရှိရင်အစ္ဆန္တိကဘုန်းကြီးတို့တွေတန်တရားကလွတ်ဖို့နိဗ္ဗာန်ရဖို့ကျင့်စိတ်မရှိဘူးဆိုရင်လည်းဒီခွင့်ရဆုံးရှုံးတဲ့ပုဂ္ဂိုလ်တွေမှာပါတယ်တရားဥတရားမြတ်ရဖို့မဖြစ်နိုင်စိတ်ဆန္ဒရှိမှဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့ဒီထဲမှာခွင့်ရဆုံးရှုံးတဲ့ပုဂ္ဂိုလ်မျိုးတွေမှာပါသွားနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဖျားပွင့်လို့တရားဟောပြီးဖျားနဲ့အနိကဆုံးဒေသမှာလူဖြစ်ပါတော့လဲပဲသူဟာအသိဉာဏ်ကင်းမဲ့ပြီးဆွမ်းအနာမကြဘဝရောက်တယ်လူထဲမှာလည်းပဲဉာဏ်ကြီးမမီတဲ့ပုဂ္ဂိုလ်တွေရှိတယ်လေနော်လူတော့ဖြစ်ပါရဲ့အော်တီဇမ်တို့ဘာတို့ဒါမျိုးတွေဖြစ်နေဆွမ်းအနာမကြဖြစ်နေအဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲဆုံးရှုံးခြင်းတစ်ခုပဲကောင်းတဲ့စကားလားမကောင်းတဲ့စကားလားစကားရဲ့အထိပ္ပယ်တောင်မှပဲသိနိုင်စွာမရှိဘူးအဲ့လိုသိနိုင်စွာမရှိအောင်ထုံထိုင်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်နေတယ်ဆိုရင်လေဖះပွင့်တာတရားဟောတာသူတွေဘာမှသုံးမကြဘူးဥပမာဘာနဲ့တူလို့ဆိုမျက်စိကန်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအလင်းရောက်ဟာအဖို့မှမတန်းမျက်စိရှိတဲ့ပုဂ္ဂိုလ်သာအလင်းရောက်ကတန်မိုးရှိတာလေသူ့ဖို့ကတော့လျှက်စစ်မီးလာမလာဘာမှမထူးမမြင်ရဘူးမျက်စိနှလုံးကွဲနေတဲ့ပုဂ္ဂိုလ်ကမီးလာခြင်းမလာခြင်းသူ့မှာဘာမှအကျိုးရှိမှာမဟုတ်အလင်းရောင်အတွက်သူကဘာမှသုံးချနိုင်မှာမဟုတ်ဘူးလေအဲ့ဒါမျိုးဖြစ်နေဒါလည်းဆုံးရှုံးမှုတစ်ခုပဲလို့ဆိုလို့တယ်နောက်တစ်ခုကတော့ဒီလူကတော့ဘဝမှာလူရင်ကြီးအတိုင်းဝိုင်းထဲမှာလူဖြစ်တယ်လူရင်ကြီးအတိုင်းဝိုင်းထဲမှာလူဖြစ်တယ်အသိဉာဏ်တွေထက်မြက်တယ်အိုင်ကျူမြင့်တယ်ဤကျူမြင့်တယ်လူထဲမှာထက်မြက်ရှိတယ်အဲ့လိုရှိတော့လည်းပဲဖះမပွင့်ဘူးတရားလည်းမဟောဘူးဆိုရင်သူဘယ်လိုလုပ်ပြီးတော့နိဗ္ဗာန်အကြောင်းတရားကိုလုပ်လို့ရမှာမသိဘူးလက်လှမ်းမမီတော့အဲ့ဒီပုဂ္ဂိုလ်လည်းဆုံးရှုံးမှုပဲလို့သူတို့ဆိုလို့တယ်သူကြတော့အရရဲ့အပြစ်မဟုတ်ဘူးသူကအခွင့်အရေးရှိရတဲ့အခွင့်အရေးမရခေါ်မဲ့သူမရှိဘူးတရားမထွန်းကားဘူးသူရဲ့အသိဉာဏ်တွေရှိနေတော့လည်းပဲမြတ်စွာဘုရားဟောတဲ့တရားကိုသူဟာမကြားနာရဘူးသူတို့ဆိုလို့လည်းပေါ့နော်ဖះမပွင့်တာဖះမပွင့်လို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားမျိုးဆိုတဲ့အသိပညာမထွန်းကားဘူးလို့ဆိုပါစို့ခုခေတ်တောင်မှကြည့်ပါလားIT ပညာရက်တွေမထွန်းကားခင်နဲ့အခုထွန်းကားတဲ့ခေတ်မကွာပေဘူးလားဒါလောကီတောင်မှပဲဟိုရင်တော့တယ်လီဖုန်းဆက်ဖို့ဆိုတာကျိုးဖုန်းလေးကိုဝေးကြီးသွားရှာပြီးတော့ဆက်ရတယ်လေလှည့်ရတာပတ်လေးတော့ခုတိုင်းလူတိုင်းဖုန်းကိုစီနဲ့ဆက်သွယ်ရေးဘလောက်ကောင်းလဲတော့ဟိုဗမာပြည်မှာဖုန်းမရှိခင်ကအခြေအနေမျိုးကိုကြည့်လိုက်ဖုန်းရှိတယ်ဘာမှမကြသေးဘူး
နော်ဘုန်းတို့တသက်တာမှာအဲ့ဒီအတွင်းမှာဖုံးမရှိတဲ့ဘဝလည်းနေခဲ့ရတယ်ကျိုးဖုံးရှိတဲ့ဘဝလည်းနေခဲ့ရတယ်အခုကဆက်သွယ်ရေးကောင်းလာတဲ့အခြေအနေမျိုးလည်းတွေ့ရတယ်နိုင်ရှင်သာကြည့်ပြီးတော့အများကြီးကြွားချတယ်လေအဲ့တော့လောကမှာပညာရတစ်ခုနဲ့အသုံးဆောင်ပစ္စည်းတွေဆိုတာတစ်ခေတ်နဲ့တစ်ခေတ်တူမှမတူတာကွဲပြားခြားနာတာအဲ့တော့ IT နည်းပညာတွေမထွန်းကားခင်ခေတ်ကပုံစံမျိုးဟာဒါစိတ်ကူးရင်ပဲဖြစ်တော့မှာငယ်ငယ်တော့ကြားဘူးတယ်ဖုံးပြောတာတယောက်မျက်နှာကြည့်ပြီးပြောလို့ရတယ်လို့ကြားဘူးယုံကြားဘူးတာအဲ့ဒါပေါ်နေပြီဗမာပြည်မရောက်သေးဘူးခဏခေတ်တော့ကိုယ်ကိုယ်တိုင်ပြောလို့ရတယ်နော်ကိုယ်ကိုယ်တိုင်ဗီဒီယိုကောနဲ့ခေါ်လို့ရနေပြီနိခဏခေတ်ကြတာဟိုတော့ကတော့စိတ်ကူးရင်လည်းလို့ပဲထင်ရတာအဲ့တော့ခေတ်တစ်ခေတ်ဆိုလို့ပညာရတွေကလည်းတိုးတက်လာတာအဲ့တော့လောကမှာအခွင့်အရေးဆိုတာရှားတာရှိတယ်ဆုံးရှုံးတာရှိတယ်ဆုံးရှုံးနေရင်ဘာမှလုပ်လို့မရဘူးဒါတရားဘက်ကပြောတာအခုပြောတဲ့ဟာတွေကတရားဘက်ကပြောတာတခြားဘက်ကလည်းဆုံးရှုံးနေတာတွေအများကြီးပဲဆုံးရှုံးမှုတွေအများအားရှိတယ်ပေါ့နော်အဲ့တော့လိုက်ကြည့်လိုက်မယ်ဆိုရင်ဖះပွင့်နေတဲ့အချိန်မှာဆုံးရှုံးတဲ့လူက9ယောက်ရှိတယ်ဖះပွင့်နေတဲ့အချိန်မှာငရဲကြနေတာ1ငရဲကြနေတယ်2တရိษံဖြစ်နေတယ်3ပြိတ္တာဖြစ်နေတယ်4တက်တန်းရှိတဲ့သက်မဲ့ယုံမဲ့ဖြစ်မှာဖြစ်နေတယ်5တောအုံချုံကြလူသူမရောက်တဲ့အထိတမှာလူရိုင်းမျိုးဖြစ်နေတယ်6မိစ္ဆာဒိဋ္ဌိအတွေးအခေါ်တွေဝင်နေတယ်ခွန်အသိဉာဏ်ကင်းမဲ့သူဖြစ်နေတယ်အဲ့ဒါဘုရားပွင့်နေတဲ့အချိန်မှာဘုရားပွင့်ရဲ့တန်နဲ့ဒီအခွင့်အရေးမသုံးနိုင်တဲ့ပုဂ္ဂိုလ်တွေဒီအခွင့်အရေးသုံးချလို့မရတဲ့ပုဂ္ဂိုလ်9ယောက်ဘုရားမပွင့်လို့အခွင့်အရေးဆုံးရှုံးတာက1ယောက်အဲ့တော့ဆုံးရှုံးတာရဲ့တော့တူတူပဲဒီပုဂ္ဂိုလ်10ယောက်အဲ့ဒါကိုပဲရပ်ပြစ်10ပါးရှမ်းသမျိုး5ပါးဝိပဿနာတရား4ပါးဆိုပြီးတော့ဆုတောင်းနေကြဩဃတာတွေမှာထဲဆုတောင်းတာအဲ့တော့ခွင့်ရတစ်ခုရှားဖို့ဆိုတာမတမခဲနေတာပေါ့နော်အခွင့်အရေးနဲ့အလုပ်ကိစ္စအဝင်ခွင့်ချဖြစ်ပါမှအကျိုးကိစ္စတစ်ခုဖြစ်နိုင်တယ်နှုတ်ဆိုမဖြစ်နိုင်ဘူးတဲ့ဒါကိုဆိုလို့လေနော်အဲ့တော့အခွင့်အရေးဆိုတာဘာလဲအလုံးအကြောင်းတရားတွေညီညွတ်တဲ့အခါမှာဒါအခွင့်အရေးအပြည့်အဝရတယ်ဆိုပါစို့ကိုကအယောင်ဝယ်စီဝါရေးလုပ်ချင်တယ်ဆိုရင်အယောင်ရေးဝယ်တာကောင်းတဲ့ထိသမှာနေတယ်အယောင်ဝယ်ဖြစ်ထွန်းတဲ့နေရာမှာနေတယ်ကိုယ်ကြည်တနထောက်ပံ့မဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်ကိုယ်ကိုဝယ်မဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတာအခွင့်အရေးတွေပဲလေခွင့်ရေးစိုက်ပျိုးရေးလုပ်ချင်တဲ့ဆိုရင်ရှေးကောင်းမြေကောင်းရှိတယ်မိုးလေဝသကောင်းတယ်ဒါအခွင့်အရေးတွေပဲဒီတဲ့တစ်ခုချို့တက်သွားလို့မရဘူးအခွင့်အရေးဆိုတာမျိုးမျိုးရှိတယ်ပေါ့နော်ကိုလို့ချင်းလူကပညာသိဉာဏ်နဲ့ကိုနေတဲ့နေရာမှာတက္ကသိုလ်မရှိဘူးကျောင်းမရှိဘူးဘုရားအောင်ဆန်းထုတ်ပတ်တိကြည့်လိုက်မယ်ဆိုရင်နတ်မောက်သားသူကနတ်မောက်မှာကအစင်းမြင့်တဲ့ကျောင်းမရှိဘူးမရှိတဲ့ကရေနံကျောင်းသွားပြီးကျောင်းနေရတယ်လို့ကြားဘူးအဲ့ဒါပေါ့အခွင့်အရေးဆိုတာအများကြီးရှိတာမဟုတ်ဘူးဆိုတာနော်
တကယ်လို့မရှိတဲ့နေရာတကယ်လို့ပညာဘယ်လိုလုပ်ရမရနိုင်အဲ့လိုဆိုလို့ရပေါ့နော်အဲ့တော့ခွင့်ရေးဆိုတာအကြောင်းကျိုးညီညွတ်ပြီးရလာတဲ့အခွင့်အရေးဆိုတာပါလေတန်တရားကလွတ်ဖို့အတွက်အကောင်းဆုံးအခွင့်အရေးပါလေလောကမှာဖျားပွင့်တာဟာတခုဖျားပွင့်ယုံပွင့်ပြီးတရားမဟုတ်ဘူးဆိုရင်ရမှာမဟုတ်ဘူးဖျားပွင့်တယ်တရားဟောတယ်နော်အင်းကြီးဖျားပွင့်တယ်တရားဟောတယ်သူကလည်းအသိဉာဏ်ရှိတယ်ဖျားပွင့်တဲ့ဒေသမှာလူဖြစ်တယ်အသိဉာဏ်ရှိတယ်အဲ့ဒါလောက်စုံစည်းမိရင်ကိုပဲနိဗ္ဗာန်ရောက်တရားကြားနာခွင့်ရသွားပြီအဲ့ဒီတုတ်တံမှာဒီလိုအခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဟောကြားထားတာဖြစ်တယ်ဒါကြောင့်မို့အခွင့်အရေးနဲ့အလုပ်ကိစ္စအခွင့်အရေးရှိမှအလုပ်ကိစ္စဆိုတာလုပ်လို့ရတယ်ဆိုတာကိုမှတ်သားပြီးတော့မြတ်စွာဘုရားကဆက်ပြီးတော့ဒီတုတ်တံမှာဟောထားတာလေးကဘာလို့ဆိုလူဘဝလည်းရတယ်မြတ်စွာဘုရားဟောတဲ့တရားလည်းတရားဓမ္မလည်းထွန်းကားနေတယ်ဉာဏ်နာခွင့်ရနေတယ်အဲ့ဒီအချိန်မှာကိုယ်ကလည်းလူဘဝအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တရားလည်းနာလို့ရနေတယ်အဲ့ဒီအချိန်လေးတောင်မှပဲဒါအခွင့်ကောင်းမှလားလို့မသိပဲနဲ့အချိန်ဖြုံးလိုက်လို့ကုန်လွန်သွားတဲ့ပုဂ္ဂိုလ်တွေရှိသေးတယ်နော်ခွင့်ကောင်းကြုံပြီမဲ့လို့ကြုံနိုင်ရလားမရဘူးအဲ့လိုခွင့်ကောင်းနဲ့ကြုံပြီးလက်လွတ်ဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိသေးတယ်သူတို့ဆိုလို့တယ်အဲ့ဒါကြောင့်ခွင့်ရေးဆုံးရှုံးမှုတွေအမှန်တမ်းများတယ်တဲ့လောကမှာဖျားဆိုတာတကယ်ကိုတစ်ခါတည်းမှသာပွင့်တာမပွင့်တဲ့အချိန်ကအလွန်များတယ်ဒါစဉ်းစားကြည့်ပြီးတော့တို့တွေဟာခုချိန်မှာဖျားပွင့်တဲ့ခေတ်ခါနဲ့ကြုံနေတယ်ဖျားတရားတော်တွေကိုကြားနာခွင့်ရနေတဲ့အချိန်ရှိတယ်အဲ့တော့ကြားနာခွင့်ရနေကြတယ်ထို့ပါလို့တင်တယ်လေဒီတရားတွေမှာလာတဲ့အတိုင်းဒီကျင့်စဉ်တွေကိုတို့တွေကျင့်တဲ့ကြည်ကြံကြုတ်ကိုအထောက်တင်တယ်လို့ပဲဆုံးဖြတ်ရမှာဖြစ်တယ်အဲ့ဒါမလို့ရင်လည်းရပြီးသားအခွင့်အရေးဆုံးတော့အောင်မှာပဲနော်ဆုံးတော့အောင်မှာပဲဒါကြောင့်ကိုအားပေးမဲ့ဆိုလို့ရှိရင်တော့အဲ့ဒါကြောင့်ကိုသတိထားမှာတော့တရားတော်မှာသိဖို့အတွက်အခွင့်အလမ်းကိုမဆုံးရှုံးစေဖို့လိုအပ်တယ်အခွင့်ဆိုတာဟာထာဝရရှိနေမှာမဟုတ်ဘူးကျော်လွန်သွားနိုင်သေးတယ်အခွင့်အလမ်းကုန်သွားပြီးတော့မှဒုက္ခရောက်ပြီဆိုတဲ့အချိန်မှာလူတွေကစိုးရိမ်တော့ကြတွေဖြစ်ကြတယ်များသောအားဖြင့်လူဘဝမှာဝိចេတနာလည်းပြည့်စုံတယ်အသိဉာဏ်လည်းရှိတယ်သို့တော့ပြောသလိုနေပြီးတော့မကောင်းမှုဒုစရိုက်တွေနဲ့ချိန်ကုန်ပြီးလူဘဝမှာလူဘဝကသိဆုံးသွားလို့ငရဲရောက်ပြီဆိုတဲ့အခါမှာလူတွေကပြန်ပြီးတော့တန်းတကြတယ်ငါတို့အချိန်လေးလကားကုန်ခဲ့တယ်ပတ်စံတွေလည်းရှိတယ်တို့ဟာကုသိုလ်ကောင်းမှုမလုပ်ခဲ့ဘူးခုတို့ဒုက္ခတွေရောက်နေပြီတို့အဲ့အချိန်မှာတောကပြန်ဖြစ်တာရာဇဂျူမျိုးကဆေးတဲ့အတော်ကြီး၄ယောက်ဆေးတဲ့ကအတော်ကြီး၄ယောက်လူဘဝမှာစီပါဥစ္စာရှာကြတယ်သူတို့မသုံးရမဆွဲရခုတ်ချစ်ပြီးတော့စီပါရှာကြတာစီပါရှာဖို့ပဲသူတို့ချိုးစားတယ်တခြားလူရေးတန်းရေးဘာမှစိတ်ကူးမရှိဘူးသူတို့စီပါရှာဖို့ပဲကြိုးစားဘဝဆိုတာထာဝရနေရတဲ့နေရာမဟုတ်ဘူးလေအချိန်တန်တော့အချိန်တန်နဲ့ဆိုတာကိုယ့်အချိန်နဲ့ကိုယ်ပဲတနေ့ကျတော့ကိုလက်ရှိဘဝကနေထွက်ခွာကြရတဲ့အနေအထားမျိုးတွေရှိတယ်အဲ့ဒီလိုလူဘဝမှာစီးပွားဥစ္စာပဲရှာပြီးတော့
ဘာကုသိုလ်မှမလုပ်ဖဲနဲ့အချိန်တန်တော့ထွက်ခွာသွားရတဲ့အခါမှာပစ္စည်းဥစ္စာတွေကိုဆွဲလန်းပြီးတော့စာစကြိုမြို့မှာပြိတ္တမကြီးတွေဖြစ်နေတယ်တဲ့နော်ပြိတ္တမကြီးတွေဖြစ်တော့သူတို့ကတော့သိနေတာသူတို့ဘဝကိုရှူချုံမရပြန်ပြီးတော့ပြောကြတယ်သူတို့ပြောတာလေးကလည်းအမတမခြေကွဲစရာကောင်းတယ်နော်မယံဘောဂီတန်ဟရိမတမေနဝိတမေနစာငါတို့ကတော့တရားတဲ့နီးရောမတရားတဲ့နီးရောစီဝဥစ္စာရအောင်ရှာခဲ့ကြတယ်တဲ့ပင်ပန်းခံပြီးတော့ငါတို့ဟာစီဝရအောင်ရှာကြတယ်တေအင်းကြီးပြိပုံစံတီငါတို့ရှာထားတဲ့ငွေကြေးတွေပစ္စည်းဥစ္စာတွေကိုကြံတဲ့လူတွေကအသုံးချပြီးတော့ပျော်ပျော်ပါပါနေကြတယ်ငါတို့ကြတော့ဒုက္ခပဲဒီဘဝမှာငါတို့ကတော့ဒုက္ခခံနေရတယ်ရှာခဲ့တဲ့ရလက်ကသူတို့လည်းမသုံးရဘူးနော်သူတို့ရှာထားတဲ့ပစ္စည်းကိုသူတို့ရဲ့မျိုးဆက်တွေကနေသုံးပြုနေကြတယ်သူတို့ကြတော့ရှားလိုက်ကပါတော့ဆိုဒုက္ခပြိတ္တာဘဝရောက်သွားတဲ့ဒုက္ခပဲရတယ်တောကဖြစ်တာအဲ့လိုဖြစ်တာနော်ရှားနေတော့သိမစင်စားမိဘူးပေါ့အာကျုံမတဲ့ရှားကြပြုကြမသိခြင်းမနဲ့ယုတ်တည်းဆုံးသွားတဲ့အခါကျတော့မကောင်းတဲ့ဘဝရောက်သွားရှောက်တော့ပြန်ကြည့်တယ်ငါတို့တော့ရှားလိုက်ရတာအနိဗ္ဗာန်အညာခုငါတို့ရှားထားသမျှသူတို့သုံးနေကြတယ်တေအင်းကြီးပြိပုံစံတည်တယ်ခြားလူတွေသုံးပြုနေမယံဒုက္ခတဘာကိနေတယ်ငါတို့ရလိုက်တာတော့ဒုက္ခပဲဘလောက်ချီကွဲစရာကောင်းလဲစဉ်းစားကြည့်နော်လောကလူတွေကအဲ့တိုင်မှာပဲအများစုကအဲ့လိုဖြစ်တယ်ကိုရှားတာကိုသုံးမသွားလို့ရှိရင်ကိုရလိုက်တာဒုက္ခသာဖြစ်တယ်ပေါ့အဲ့ဒါတွေကစဉ်းစားရမှာလို့သူတို့ပြောတာအဲ့ဒါတွေမစဉ်းစားဘူးဆိုလို့ရှိရင်အဖြေမထုတ်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ဒီအချိန်လွန်သွားမှဆုံးရှုံးသွားမှတောကဖြစ်မဲ့အစားအချိန်ရှိတဲ့ခိုင်လေးမှာကြိုးစားအထောက်တင်နေတဲ့အမျက်ရအောင်ကြိုးစားအထောက်ရမယ်သူဆိုလို့တယ်နော်မလုံးမိတဲ့အမှားတွေကလောကမှာလုံးမိတဲ့အမှားတွေရှိတယ်လို့မလုံးမိတဲ့အမှားတွေလည်းရှိတယ်ခုနပြိတ္တမကြီးတွေကမလုံးမိတဲ့အမှားလှူရမယ်တန်ရမယ်ဆိုတာတွေမလုံးမိဘူးမလုံးမိတဲ့အမှားအဲ့ဒီအမှားကိုခံနေကြရတယ်လို့ဆိုလို့တယ်အဲ့ဒါဘာကြောင့်လို့ဆိုအဝိဇ္ဇာနိဟုတော်ပေါ်တော်တယ်အမှန်မသိခြင်းကကိုယ်လာပြီးတော့ပိတ်ဆို့ထားတယ်အဝိဇ္ဇာဆိုတဲ့မောဟကပိတ်ဆို့ထားသည့်အတွက်ကြောင့်အမှန်မသိတော့ဘူးသူဘယ်ဟာလှုပ်တဲ့နဲ့ဘယ်ဟာမလှုပ်တဲ့ဘူးဆိုတာမမြင်ဘူးမျက်စိပိတ်ခံထားတယ်အဲ့ဒါကြောင့်ဝိညာဉ်နာခြင်းဆိုတဲ့တန်တရားထဲမှာကြုံကြပြီးတော့ဆင်းရဲဒုက္ခနဲ့ကြုံတွေ့နေရတယ်တဲ့ဒါကြောင့်မို့တတိပေးလိုက်တဲ့အခါတော့ဘာလို့ဆိုရင်သာသနာတော်ရှိနေတဲ့အခိုက်လူ့ဘဝရလာတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားကဘာလို့အလုံးတဲ့နယ်လို့ဆုံးမဩဝါဒပေးထားတာကိုဘုရားရဲ့စကားအတိုင်းဆုံးမစကားအတိုင်းလိုက်နာပြီးတော့ကျင့်တဲ့နဲ့ကျင့်ရမှာဖြစ်တယ်အဲ့ဒီလိုကျင့်ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့ဆုံးမတဲ့အတိုင်းကိုချင်းတရားကောင်းမအောင်ကျင့်ကြံကြိုးကိုအထောက်ကြမယ်ဆိုလို့ရှိရင်သူတို့ရလိုက်တဲ့ခဏလေးကအမှန်တမ်းတန်ဖိုးရှိတဲ့ခဏဖြစ်သွားတယ်အကျိုးအမြတ်တွေအများကြီးရသွားတယ်ဥပမာဆိုပါတော့ကိုရှာဝေထားတဲ့ပစ္စည်းတွေကအကောင်းဆုံးရလက်ကိုတန်ဖိုးရှိတာကိုရအောင်ယူချင်ရင်ဌာနကောင်းမှုလုပ်တယ်။ဘာလို့ဌာနကောင်းမှုကသာကိုယ့်အတွက်ဒီကုသိုလ်စေတနာအတာကိုယ့်အတွက်မှာအကျိုးပေးမှာကိုဒီပစ္စည်းဥစ္စာဆိုတာတည့်သွားလို့မရဘူးလေ။နောက်ဘဝကိုယူသွားလို့မှမရတာ။ကိုယ်ခန္ဓာကိုယ်ကြီးတော့ယူသွားလို့မရဘူး။အဲ့တော့
ကိုရရှိပိုင်ဆိုင်ထားတဲ့ဟာကိုဒါနကောင်းမှုလုပ်ရမယ်ဒါနကောင်းမှုဆိုတာအလှကြီးပေးတာဒီလိုကြီးလည်းမထင်နဲ့ကိုနဲ့ပတ်ဝန်းကျင်မှာကို့အမေကိုကြွေးတယ်ကို့အဖေကိုကြွေးတယ်ကို့မိသားစုကောင်းမွန်ထားတယ်ကြွေးတယ်မွေးဒါဒါနကောင်းမှုတွေပဲလေအနိနာချင်းတွေကြွေးတယ်မိတ်ဆွေသင်္ကာတွေကြွေးတယ်ဒါလည်းဒါနကောင်းမှုတွေပဲဘာပဲလှူဒန်းကြွေးမွေးဟိုလိုအလှကြီးလုံးမှဒါနကောင်းမှုမဟုတ်ဘူးလုပ်လို့ရတယ်နောက်ဆုံးဝင်မြတ်စွာဘုရားဟောထားတာကိုစားတဲ့ဓမင်းညာဟင်းညာလေးတောင်တိရစ္ဆာန်လေးတွေစားကြပါစေဆိုတဲ့ intention ရည်ရွယ်ချက်နဲ့ဓမင်းညာဟင်းညာလေးတွေကိုစွန့်ပြစ်ရင်တောင်မှပဲအဲ့ဒီကုသိုလ်ရဲ့အကျိုးကကိုယ်စီရောက်တယ်လို့ပြောထားတာဗျာဒါနောက်ဆုံးနော်အညံ့ဆုံးလို့ပြောတာအဲ့ဒါတော့ကိုယ်စီရောက်လာမယ်လို့ပြောတာအဲ့တော့မိတ်ဆွေတွေကိုကော်ဖီလေးတစ်ခွက်တိုက်တာလို့ထမင်းလေးတစ်နက်ကျွေးတာဒါတွေပဲဒါနတွေပဲအကုန်လုံးကအဲ့ဒီကတော့အရက်တော့မတိုက်နဲ့ပေါ့ရက်တိုက်တာသူ့ကိုဖြက်စီရရောက်သွားတယ်နော်မဟုတ်တဲ့ဘက်ကိုအားပေးတဲ့ဒါနမျိုးတော့မလုပ်ကောင်းဘူးကုသိုလ်လို့ထင်ရပေမဲ့လို့တစ်ဖက်သားအကျိုးပျက်စီးသွားတဲ့ဟာမျိုးကြရင်တော့ဒါနလို့မခေါ်ဘူးသူကနော်သူ့အတွက်အကျိုးရှိစီကိုယ်စိတ်ကလည်းပဲမွန်မြတ်တဲ့စိတ်ဓာတ်ရှိရမေတ္တာစေတနာနဲ့ကြွေးတာမွေးတာလှူတာဒါနအကုန်လုံးဒါအဲ့ဒါကိုရထားတဲ့ပစ္စည်းတွေကအနှစ်သို့မဟုတ်တန်ဖိုးပစ္စည်းဥစ္စာတွေကတန်ဖိုးကိုရယူခြင်းလို့ရှိရင်ဒါနကောင်းမှုလို့ကိုယ်ခန္ဓာကိုယ်ခြေလက်အင်္ဂါတွေကတန်ဖိုးကိုရခြင်းဘာလို့အောင်ကိုယ်ရကြည့်တဲ့ပုဂ္ဂိုလ်ခါရောပြုနော်ကိုယ်ကြည့်တဲ့ပုဂ္ဂိုလ်တွေကိုခါရောပြုတယ်ယူသေးတယ်လေးစားတယ်လက်ဟုတ်ချီတယ်ရှ िख ိုးတယ်အဲ့ဒါဝိယဝိစာတွေလှုပ်ပေးတယ်ဟိုဖိုးကြီးမေကြီးတွေလမ်းမလျှောက်နိုင်တွဲပြီးတော့ပို့ပေးတယ်ပုဂ္ဂိုလ်မရွေးဝိယဝိစာလှုပ်ပေးတယ်အဲ့ဒါတွေကကိုယ်ခန္ဓာကိုယ်အရင်ပြုပြီးတော့ရလိုက်တဲ့ကုသိုလ်ပဲနောက်တစ်ခါကိုယ်ခန္ဓာကိုယ်အရင်ပြုပြီးတော့လုပ်တာကိုချင်းသီလထိမ့်သိမ်းဆောင်ရှောက်တယ်ဥပုသ်တရင်ဆောင်ရှောက်တယ်ဥပုသ်သီလဥပုသ်ဆောင်တယ်ဒါတွေဟာကိုယ်ခန္ဓာကိုယ်အရင်နှီးပြုပြီးတော့ရတဲ့တန်ဖိုးတွေပဲဖြစ်တယ်အသက်ရှင်နေတဲ့ဘဝမှာရနိုင်တဲ့တန်ဖိုးကတော့လောကကြီးဟာဘယ်ရမှမမြဲဘူးအလုံးဟာတခဏသာဖြစ်တယ်ထာဝရဆိုတာမရှိဘူးလို့တစ်ချိန်ကျရင်လောကကြီးဟာအလုံးထွက်ခွာသွားမယ်ဆိုတဲ့ဒီအသိစိတ်တဲ့လေဝိပဿနာတရားပွားများအထောက်တာကတော့အသက်ရှင်နေတာရဲ့တန်ဖိုးလို့ပြောတာအသက်ရှင်နေတဲ့အချိန်မှာတန်ဖိုးရအောင်ယူဖို့ရတော့မမြဲဘူးဆိုတာကိုသိဖို့လိုတယ်ဘာလို့လဲဆိုအသက်မရှိတော့ဘူးဆိုရင်ဒီတန်ဖိုးမရနိုင်ဘူးတော့ဘူးလေဒါကြောင့်အသက်ထင်ရှားရှိနေတော့တန်ဖိုးကိုရအောင်ယူပါလို့ဒီလိုပြောတာနော်ဒါကြောင့်အခုလိုခွင့်ရေးကောင်းရရှိနေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးကြရမယ်တဲ့ဟောထားတဲ့အတိုင်းလိုက်နာကျင့်သုံးပြီးကိုယ့်ရဲ့ခိတ္တတွေမပယ်ရသေးတဲ့အနုတ္တယဆိုမပယ်ရသေးတဲ့ခိတ္တကိုပြောတာနော်သို့တော့အနုတ္တယ9ပါးဆိုတသက်ဟောတာကိလေသာအလုံးကိုအနုတ္တယလို့တော့မပြောဘူးဒါကတော့မြတ်စွာဘုရားရဲ့ရှိရချက်နဲ့ဟောတာမို့ဆိုလိုတာကမပယ်ရသေးတာမှန်သမျှမပယ်ရသေးတဲ့ခိတ္တကိုအနုတ္တယလို့ခေါ်တာအနုရူပံကာရဏလဘိတဝဥပ္ပစ္စတိသင်ရတဲ့အကြောင်းတစ်ခုဖြစ်ပေါ်လာမယ်ဆိုရင်သူကဖြစ်ပေါ်လာတတ်တယ်အကြောင်းပေါင်းတစ်ခုပေါင်းလိုက်လို့ရှိရင်ဖြစ်လာနိုင်တဲ့အနေအထား possibility potentiality လို့ပြောတာအနုတ္တယဆိုတာအကောင်ထဲဖြစ်နေတာမဟုတ်ဘူးသို့တော့နောက်ထပ်အကြောင်းတစ်ခုပေါင်းလိုက်ရင်ဖြစ်လာတာဖြစ်လာနိုင်ခြေရှိတာကိုအနုတ္တယဥပမာပဲ
အခုခေတ်ပြောတဲ့စကားနဲ့ပြန် positive ပေါ့ positive က activate မဖြစ်သေးဘူးလေ positive ရှိနေတာပဲကိလေသာ positive ဖြစ်နေသို့တော့ဒါဖြစ်ပေါ်လာဖို့လှုပ်ရှားထကြွလာဖို့နောက်ထပ်အကြောင်းတစ်ခုထည့်လိုက်ရင်လှုပ်ရှားထကြတယ် gas မီးကြည့်ဖူးလေးကိုနောက်တဲ့အခါဖိပြီးတော့ချက်လိုက်တာနဲ့မီးတောက်ကလေးကဖြစ်လာတယ်သို့တော့အဲ့ဒီမီးတောက်ကလေးက gas မီးကြည့်တဲ့မှာရှိနေလာတာဆိုမရှိဘူးအဲ့ဒါမျိုးကိုအနုတ္တယလို့ခေါ်တာအနုတ္တယစင်စမဲ့ပြန်ကိန်းနေတာအဲ့ဒါကြောင့်မပယ်ရသေးတဲ့ကိလေသာလို့ဒီလိုပြောတာနော်ကိုယ်ရင်ထဲမှာရှိနေမပယ်ရသေးတဲ့ကိလေသာသည်အကြောင်းတစ်စုံတစ်ခုရှိလာလို့ရှိရင်ပေါ်လာမှာပဲသူက positive ဖြစ်နေတာကိုအဲ့လိုဆိုလို့လေနော်အနုတ္တယအဲ့ဒီအနုတ္တယပါမကြံရအောင်ဖယ်ရှားပြစ်လိုက်ရမယ်လို့ဆိုလို့လေဖယ်ရှားပြစ်နိုင်အောင်ကြိုးစားအထောက်ရမယ်အဲ့လိုဖယ်ရှားပြစ်လိုက်တယ်ဆိုရင်တန်တရားရဲ့တစ်ဖက်ကံဒါတော့တင်စားပြောတာပါဟိုဘက်ကံဆိုတာပါရင်ကတဟိုဘက်ကံရောက်တယ်ဆိုတင်စားပြောတာဒီဘက်ကံကအန္တရာယ်တွေများတယ်ဟိုဘက်ကံကျတော့ဒီအန္တရာယ်တွေမရှိဘူးဆိုနိဗ္ဗာန်ကိုဟိုဘက်ကံတန်တရားကဒီဘက်ကံဒါတော့ပေါ့အောင်တင်စားပြောတဲ့အရာလားဖြစ်တယ်တော့ရှင်းရှင်းပြောမယ်ဆိုရင်ခန္ဓာရှိနေရင်တန်တရားခန္ဓာတွေဆက်ဆက်ဖြစ်နေတာတန်တရားခန္ဓာမဖြစ်တာကနိဗ္ဗာန်ပဲဒါပြင်ခန္ဓာမဖြစ်တာခန္ဓာဖြစ်တာကဘာကြောင့်ဖြစ်တာလဲဆိုရင်ကိရိတာနဲ့ကံကြောင့်ဖြစ်တာအဲ့တော့ခန္ဓာမဖြစ်ချင်လို့ရှိရင်ကိရိတာနဲ့ကံပဲဖယ်ရှားမှာဖြစ်တယ်ကိရိတာတွေကိုဖယ်ရှားလိုက်ရင်ကံတွေအကျုံးပေးတော့ကြံမပေးရင်ခန္ဓာဆိုတာမရတော့အဲကြောင့်တရားကျင့်နေဆိုတာကိရိတာဖယ်ရှားဖို့ကျင့်ရတာပဲဖြစ်တယ်ကိလေသာကိုဖယ်လိုက်ခြင်းအပြင်ကံတရားတွေကအကျိုးမပေးတော့ဘူးခန္ဓာသည်လုံးဝမဖြစ်တော့ဘူးဆိုရင်ဒါနိဗ္ဗာန်ပဲလို့တို့ဆိုလို့တယ်ပေါ့နော်အဲ့ဒါကြောင့်မို့နေရာဌာနနဲ့ပြောတဲ့အခါကျတန်တရားကဒီဘက်ကံနိဗ္ဗာန်ဆိုတာဟိုဘက်ကံလို့ဒါတင်စားပြီးတော့ပြောတဲ့စကားလို့တို့မှခန္ဓာရှိနေတာတန်တရားခန္ဓာမရှိတော့တာနိဗ္ဗာန်အဲ့လိုလည်းပြောလို့ရတယ်ဥပ္ပါဒောဒုက္ခံအနုပ္ပါဒောဒုက္ခဥပ္ပါဒောခန္ဓာ၅ပါးဖြစ်ပေါ်နေခြင်းဟာဒုက္ခဒုက္ခပဲဘာလို့ဆိုဖြစ်လာလို့ရှိရင်အိုရမယ်နာရမယ်သိရမယ်အနုပ္ပါဒောခန္ဓာမဖြစ်တာကဒုက္ခချမ်းသာမဖြစ်မှပဲချမ်းသာမှာဖြစ်ရင်တော့အိုခြင်းနာခြင်းသိခြင်းမလို့ဘူးဒီလိုဆိုလိုတာပေါ့နော်အဲကြောင့်မဖြစ်အောင်ကဘာလုပ်အောင်လဲဘာကြောင့်ဖြစ်တာတုံးဆိုတာကိုကြည့်ပြီးဖြစ်နိုင်တဲ့အကြောင်းတရားတွေကိုရှင်းပြတာဘာနဲ့ရှင်းတာတုံးမက်ကအကျင့်ကိုကျင့်ပြီးတော့မက်ခရှိပါအကျင့်ကိုကျင့်ပြီးတော့ရှင်းပြတာဘာနဲ့ရှင်းတာတုံးဆိုအသိဉာဏ်နဲ့ရှင်းပြတာအဓိကတော့အသိဉာဏ်နဲ့ရှင်းလိုက်တာဟိုလိုရှင်းတာမဟုတ်အသိဉာဏ်နဲ့ရှင်းလိုက်တာအဲဒါကြောင့်မို့မဉဏ်ပေါ်လာရင်ဒါတွေအကုန်လုံးရှင်းပြီးသားဖြစ်သွားတယ်လို့အဲ့တော့မြတ်စွာဘုရားကဒီအခွင့်အရေးနဲ့အလုပ်ကိစ္စဆိုတာဒီသုတ်တန်ကိုကြည့်မယ်ဆိုလို့ရှိရင်အမြဲတမ်းမှနိဗ္ဗာန်ရဲ့အကြောင်းအခွင့်အရေးတစ်ခုရရှိဖို့ဆိုတာအမြဲတမ်းခက်တဲ့အကြောင်းအခွင့်အရေးရရှိနေတဲ့အတိုင်းအလုပ်ဟာလုပ်လို့ရတယ်ဆိုတဲ့အကြောင်းသိရှိနားလည်အောင်မြတ်စွာဘုရားဒီသုတ်တန်ကိုရှင်းနေဟောကြားတာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမသုတ်တန်တရားများဟာအကြောင်းနဲ့အကျိုးနော်ကိုင်းကြီးအောင်ဆုံးမဟောကြားထားတာဖြစ်လို့မိမိတို့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားဆင်ခြင်ပြီးဘာလို့တဲ့နဲ့ဘာမလုပ်တဲ့မှုဆိုတာကိုယ်ပိုင်ဉာဏ်နဲ့စဉ်းကျင်စဉ်းစားပြီးဆုံးဖြတ်ပြီးကျင့်ကြံကြုတ်ကိုအထောက်ကြမှာဖြစ်တယ်လို့မတ္တနာယူပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချာရအောင်အရှင်ဖေယဖေယတို့တို့သည်ဓမ္မအတိညာရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြုနိုင်သောကြောင့်ဓမ္မအသိဉာဏ်ရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်းပါပြုလုပ်ကြ၍အဗဒဒါနဓမ္မဒါနတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရိုသေလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝုထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖို့အဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံကျင့်ဒီကုန်သောလုံးစုံများစွာတတ္တဝတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း